လေးတယောက်ရဲ့မွေးကင်းစားကနေ3နှစ်အထိရက်ပေါင်း1000ဟာအုံနောက်ဖွံ့ဖြိုးမှုအမြင့်ဆုံးအချိန်ပါဒီအချိန်မှာအုံနောက်က80%အထိဖွံ့ဖြိုးတာမို့လို့ဖုန်းနဲ့ TV တွေကကလေးရဲ့အုံနောက်ကိုဘယ်လိုတွေထိခိုက်စေနိုင်တယ်လဲဆိုတာကိုသိထားဖို့လိုပါတယ်ပထမဆုံးကသင်ယူမှုရပ်တန့်သွားတာပါကလေးတွေဟာအရာဝတ္ထုတွေကိုထိတွေ့ကင်တွယ်ကြည့်ရင်းနဲ့မှကဘာကြီးကိုတည်နာလေလာတာဖြစ်ပါတယ်ဖုန်းထဲကပန်းသီးဟာအနီရောင်ပဲရှိပေမဲ့အပြင်ကပန်းသီးကြားမှာအလုံးဝိုင်းပြီးချိုမှန်းသိရပါတယ်ပြီးတော့စကားပြောနောက်ကျခြင်းကလေးတွေဟာကာတွန်းတွေကအတန်တွေထက်လူကြီးတွေရဲ့နှက်ခမ်းလှုပ်ရှားမှုနဲ့အမူအရာကိုကြည့်ပြီးတော့မှစကားပြောတတ်လာတာပါ။မကသေးပါဘူး။ဖုန်းထဲကအယောင်တောက်တွေဟာအုံနောက်ကိုအချိန်တိုအတွင်းမှာအချိန်များစွာလှုံ့ဆော်တဲ့အတွက်အပြင်လောကကိုညှင်းငွေစရာလို့ထင်သွားပြီးတော့အာယုံစူးစိုက်မှုကိုအားနည်းလာစေပါတယ်။အိတ်ခါနီဖုန်းကြည့်တဲ့အခါမှာလည်းဖုန်းကထွက်တဲ့ blue light ကြောင့်အုံနောက်ကနေဘက်လိုမှားယွင်းစွာမှတ်သွားပြီးတော့အိတ်ဆက်မှုကိုအကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။လူပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေအနေနဲ့ညီပြီးတော့ထိုင်ကြည့်နေရတဲ့အတွက်ကြောင့်မို့လို့စက်သားကြီးကိုဖွံ့ဖြိုးတန်မာမှုအတွက်အခွင့်အရေးတွေကိုဆုံးရှုံးရပါတယ်။ဒါကြောင့်နံပါတ်1 screen free zone ထမင်းစားချိန်အိတ်ချိန်ကိုသတ်မှတ်ရပါမယ်။နောက်တစ်ချက်ကလေးငိုတိုင်းဖုန်းနဲ့မချော့ပါနဲ့။နောက်ဆုံးအချက်အနေနဲ့ဖုန်းတွေအစားစာအုပ်အတူတူဖတ်တာစကားပြောတာတွေကိုပို့ပြီးလုပ်ပေးပါ။ဒီနီးလန်းလေးတွေကတော့သင်ကလေးကိုပုံမထက်မြက်စေမှာပါ